GTA 6ဒီနာမည်တစ်ခုတည်းနဲ့တင် Game Locker တစ်ခုလုံးရဲ့အာရုံစိုက်မှုကိုအပြည့်အဝရရှိထားတာပါ2026ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာ Hollywood ရုပ်ရှင်တွေထပ်တောင် budget ပိုမိုကြီးမားပြီးဆယ်စုနှစ်ကျော်စောင့်မျှော်ခဲ့ရတဲ့ဒီ game ကြီးကိုတရားဝင် launch လုပ်တော့မှာမလို့ဖြစ်ပါတယ်ဒီ game ရဲ့လွှမ်းမိုးမှုဟာဘယ်လောက်တောင်ကြီးမားလဲဆိုရင်အဲ့ဒီလအတွင်းမှာတခြား game ထုတ်လုပ်တဲ့ company တွေအနေနဲ့ game အကြီးစား AAA game တစ်ခုမှမထုတ်ရဲကြတော့အောင်ပါပဲဒါဟာကမ္ဘာ entertainment industry မှာမကြုံစဖူး game လောကတစ်ခုလုံးရင်ကျသွားစေမဲ့ဖြစ်ရတစ်ခုပါ company တစ်ခုတည်းကဒီလောက်ထိဩဇာအာဏာကြီးမားသွားအောင်ဘယ်လိုတည်ဆောက်ခဲ့တာလဲဒီဗီဒီယိုမှာတော့ကျွန်တော်တို့အသေးလဲကြိုက်ကြတဲ့ GTA series ကိုဖန်တီးခဲ့တဲ့ Rockstar Games Company ရဲ့တမိုင်းကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်1990ခုနှစ်လွန်ကာလတွေစီပြန်ကြည့်မယ်ဆိုရင်အဲ့ဒီခေတ်က game လောကဟာအရန်ကိုရိုးရှင်းပြီးကလေးချက်ကာတွန်းဇာတ်ကောင်လေးတွေနဲ့ပဲပြည့်နေနေခဲ့တာပါဒါပေမဲ့ပြည်တိန်ကဖန်တီးရှင်တစုကတော့ဒီလိုပုံစံကိုလုံးဝသဘောမချခဲ့ကြပါဘူးသူတို့က game တွေကို Martin Scorsese ရဲ့ရုပ်ရှင်တွေလိုရင်တက်ရှိုးမောပဲခန်းစားချက်မျိုးပေးချင်ခဲ့တယ်လို့လုံးဝကူးဖြစ်ပြီးစိန်ခေါ်မှုအပြည့်ရှိတဲ့ game message တစ်ခုကိုဖန်တီးချင်ခဲ့ကြတာပါအဲ့ဒီစိတ်ကူဟာ1998ခုနှစ်မှာစတင်အသက်ဝင်ခဲ့ပါတယ်စကော့တလန်က DMA Design ဆိုတဲ့စတူဒီယိုအသေးစားလေးကနေအပေါ်စီးမြင်ကွင်း 2D ပုံစံနဲ့ကားခိုးပြီးမြို့ထဲမှာပေါက်ခရလုပ်လို့ရတယ်Grand Theft Auto ဆိုတဲ့ game ကိုစတင်ထုတ်လုပ်ခဲ့တယ်။အဲဒီခေတ်ကဝေဖန်မှုတွေအများကြီးရှိခဲ့ပေမဲ့လည်းရောင်းအားကတော့စံချိန်တင်ခဲ့ပြီးလူကြိုက်တော်များသွားခဲ့တယ်။ဒီလိုအပြောင်းလဲကိုရင်းမိသွားတဲ့ Take-Two Interactive Company က game ရဲ့မူပိုင်ခွင့်ကိုချက်ချင်းဝယ်ယူခဲ့ပြီး1998ခုနှစ်မှာတော့ညီကိုနှစ်ယောက်ဖြစ်တဲ့ Sam Houser နဲ့ Dan Houser တို့အပြင်တခြားသူတွေနဲ့ပူးပေါင်းပြီး Rockstar Games ကိုတရားဝင်တည်ထောင်ခဲ့တယ်။နောက်ပိုင်းမှာ DMA Design ကိုပါထပ်မံဝယ်ယူပြီးနာမည်အသစ်နဲ့ Rockstar North လို့ပြောင်းလဲဖွဲ့စည်းခဲ့တယ်။အဓိကအလှည့်ပြောင်းကြီးတစ်ခုကတော့2000ခုနှစ် GTA 3 ထွက်လာခဲ့တဲ့အချိန်ပါ။ GTA 3 ဟာ Rockstar ရဲ့အသက်ဝင်နေတဲ့ပထမဆုံး 3D Open World ဖြစ်ခဲ့တယ်။ Video Game Industry မှာပထမဆုံးအနေနဲ့ player တွေဟာ level တစ်ခုကိုပြီးအောင်လိုက်ဆော့နေရတာမျိုးမဟုတ်တော့ပဲဖန်တီးထားတဲ့မျိုးကြီးတစ်ခုတည်းမှာကိုယ်တိုင်ရှင်သန်နေထိုင်နေရတယ်လို့မျိုးခံစားချက်ကိုပေးစွမ်းနိုင်ခဲ့တယ် Want me to shoot her? Yes. Then earns extra points by killing her. So he can snatch back his money. Rockstar ဟာဒီလိုနဲ့ပဲချိန်ညင်းပြီးရှေ့လန်းတွေဆက်လန်းခဲ့တယ်2002ခုနှစ်မှာ GTA Vice City ထွက်ရှိလာခဲ့ပြီး1980ဝန်းကျင်က Miami မြို့ရဲ့နီယွန်မီးရောင်စုံနဲ့ရာဇဝတ်မှုမျိုးကြီးတစ်ခုကိုပုံဖော်ခဲ့တယ်အဲ့ဒီ game ထဲမှာဆိုရင်အဲ့ဒီခေတ်က Hollywood ထိပ်တန်းသရုပ်ဆောင်သူဖြစ်တဲ့Ray Liotta ရဲ့ main ဇာတ်ကောင်တန်သရုပ်ဆောင်မှုနဲ့အတူတခြားနာမည်ကြီး Hollywood actor တွေရဲ့တန်သရုပ်ဆောင်မှုတွေပါဝင်ခဲ့တယ်။2004ခုနှစ်မှာတော့ GTA San Andreas ထပ်မံထွက်ရှိခဲ့တယ်။ဒီ game ကို develop လုပ်ဖို့အတွက် developer တွေဟာ Los Angeles, San Francisco နဲ့ Las Vegas မြို့တွေကိုတွားရောက်ပြီးအဲ့ဒီမြို့ရဲ့ land တွေရဲ့ထောင်နဲ့ချီတဲ့ဓာတ်ပုံတွေအပြင်တခြား location survey တွေတော်တော်များများလုပ်ခဲ့ရတယ်။ Etiquette hardware တွေရဲ့ limit ကိုအဆုံးစွန်ထိ push လုပ်ပြီးမျိုးကြီး၃မျိုးအထိပါဝင်တဲ့ map အကြီးကြီးနဲ့ကိုယ့်ရဲ့ဇာတ်ကောင်ကိုစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ feature တွေကိုပါဖန်တီးပြခဲ့ပါတယ်။ဒါပေမဲ့ Rockstar ဟာပုံစံတစ်မျိုးတည်းနဲ့တင်ရောင်ရဲမနေခဲ့ပါဘူး။နောက်ထပ် game genre မျိုးစုံကိုလည်းစမ်းသပ်ခဲ့ပါသေးတယ်။ကားပြန် game ဖြစ်တဲ့ Midnight Club, horror game Manhunt နဲ့အချင်းပြတ်ကြောင်းပတ်ဝန်းကျင်ကိုအခြေခံထားတဲ့ Bully အထိကွဲပြားတဲ့နယ်ပယ်တိုင်းမှာအောင်မြင်မှုကိုရယူနိုင်ခဲ့တယ်။ Gaming hardware တွေပုံမတိုးတက်လာတဲ့အမျှ Rockstar ရဲ့ဇလံပိုင်းညွှန်မှန်းချက်တွေကလည်းပုံမကြီးမားလာခဲ့တယ်။သူတို့ဟာကိုယ်ပိုင် software ဖြစ်တဲ့ Rage ဆိုတဲ့ Rockstar Advanced Game Engine ကိုတီထွင်ဖန်တီးခဲ့ကြတယ်။2008ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ GTA 4မှာဆိုရင် Hyper Realistic ဖြစ်တဲ့ Liberty City ဆိုတဲ့ New York မြို့ကြီးရဲ့ပုံစံတွေကိုချပြခဲ့ပြီးမောင်ဘက်ချမ်းဆန်ပြီးစိတ်ခံစားမှုအပြည့်ရှိတဲ့ရွှေပြောင်းအခြေချသူတစ်ယောက်ဖြစ်တဲ့ Nico ရဲ့ဘဝဆက်ကြောင်းကိုပုံဖော်ခဲ့တယ် There he is. Nico Bellic. အဲဒီနောက်မှာတော့ Rockstar ကတန်ဩစရာအောင်မြင်မှုကိုဒုတိယအကြိမ်ဖန်ဆုပ်ပြနိုင်ခဲ့တယ်2010ခုနှစ်မှာတော့ American ကောင်းပိုင်ခေတ်ကိုအခြေခံထားတဲ့ Red Dead Redemption ထွက်လာပြီးချက်ချင်း masterpiece ဖြစ်သွားခဲ့တယ်
ဒီဇလန်က1911ခုနှစ်ကိုအဓိကအခြေခံထားပြီးသွေးစွန်းခဲ့တဲ့အသိဆိုးတွေကိုမြေမြုပ်တကြိုဖို့ကြိုးစားနေတဲ့ကဗျာဟောင်းဂျွန်မာစတန်ရဲ့ဘဝအကြောင်းကိုရိုက်ကူးပုံပေါ်ဖန်တီးထားတာဖြစ်တယ်။ Hollywood စင်တန်ရှိတဲ့ရင့်ကျက်တဲ့ဇလန်ပြောဟန်မျိုးကိုဂိမ်းလောကမှာမကြုံစဘူးစကေးမျိုးနဲ့ပေးနိုင်တယ်ဆိုတာသက်သေပြလိုက်တာပါ။2013ခုနှစ်မှာထွက်ခဲ့တဲ့ GTA 5 ကတော့ launch လုပ်ပြီး3ရက်အတွင်းမှာတင်ဒေါ်လာ1ဘီလီယံအထိစံချိန်တင်ရောင်းချနိုင်ခဲ့တယ်။ GTA 5ဟာအကြီးအကျယ်အောင်မြင်ခဲ့တဲ့ဗီဒီယိုဂိမ်းတစ်ခုတင်မကပါဘူး။ကမ္ဘာတစ်ဝန်းမှာ copy ပေါင်းတန်း230နီးပါးရောင်းချခဲ့ရပြီးဝင်ငွေဒေါ်လာ10ဘီလီယံနီးပါးအထိရှောက်ဖွေပေးနိုင်ခဲ့တာကြောင့်သမိုင်းတစ်လျှောက်အောင်မြင်ဆုံး entertainment project ကြီးအဖြစ်တစ်ကမ္ဘာလုံးကအသိအမှတ်ပြုခဲ့ကြတယ်။2018ခုနှစ်မှာ Red Dead Redemption 2 ထပ်ထွက်လာခဲ့တယ်။လူပေါင်း2000နီးပါးပါဝင်တဲ့အဖွဲ့ကြီးက10နှစ်ကြာအောင်ဒီ game အတွက်မနာတမ်းအားသွန်ခွန်ဆိုင်လုပ်ခဲ့ကြရတာပါ။ game ရဲ့ scale ကတကယ်ကိုအံ့ဩစရာကောင်းခဲ့ပါတယ်။ Red Dead Redemption 2 ဟာ entertainment သမိုင်းတစ်လျှောက်ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုရောစီးပွားရေးအရာအောင်မြင်မှုကိုပါအမြင့်မားဆုံးရရှိခဲ့တဲ့အမှုပညာလက်ရာတစ်ခုဖြစ်ပါတယ်။ Red Dead Redemption 2 ဟာရုပ်ရှင်စာအုပ်နဲ့ဂီတအပါအဝင်တကမ္ဘာလုံးကဘလို့ entertainment အမျိုးအစားထက်မဆိုအကြီးမားဆုံး opening weekend စံချိန်ကိုတင်ခဲ့တာပါ။၃ရက်တာကာလတိုတွင်မှာတင်ဒေါ်လာ925သန်းအထိသိန်းကျုံရရှိခဲ့တာဖြစ်ပါတယ်။2018ခုနှစ် The Game Awards ပွဲမှာ Red Dead Redemption 2 ဟာစုကြီး၄စုအထိသိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီထဲမှာ Best Narrative, Best Music, Best Audio Design နဲ့ Arthur Morgan အဖြစ်အသံသရုပ်ဆောင်ခဲ့တဲ့ Roger Clark ရဲ့ Best Performance ဆုကိုပါဝင်ခဲ့တယ်။ Roger Clark as Arthur Morgan, Red Dead Redemption 2. Rockstar ရဲ့အောင်မြင်မှုလျော့ချက်ကတော့လုံးဝရှင်းလင်းနေပါတယ်။သူတို့ကအချိန်သတ်မှတ်ချက် deadline တွေတက်အရေးအသွေးကိုအဓိကဦးစားပေးထားတာ။နှစ်စဉ်နောက်ဆက်တဲ့ game တွေအတင်းလိုက်ထုတ်မနေပဲ game ကြီးတစ်ခု launch လုပ်တိုင်းကိုကြီးမားတဲ့သမိုင်းဝင် event ကြီးတစ်ခုလိုဖြစ်အောင်ဖန်တီးလေးရှိပါတယ်။ဒါပေမဲ့လည်း Rockstar အနေနဲ့စိန်ခေါ်မှုတွေအများကြီးကြုံခဲ့ရပါသေးတယ်။2020ခုနှစ်မှာကုမ္ပဏီရဲ့အကျိုးရဖြစ်တဲ့ co-founder နဲ့ head writer ဖြစ်သူ Dan Houser ထွက်ခွာသွားခဲ့လို့ဖန်တီးမှုပိုင်းမှာအပြောင်းလဲကြီးဖြစ်ခဲ့ရတယ်။2021ခုနှစ်မှာကျတော့ GTA Trilogy Remaster ထုတ်လွှင့်ရမှာအမှားယွင်းတွေအများကြီးပါဝင်သွားခဲ့လို့ဂိမ်းမာတွေရဲ့အပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကိုခံခဲ့ရတယ်။အဲဒါကြောင့်သူတို့စီစဉ်ထားတဲ့တခြား remake တွေကိုတော့ရပ်ဆိုင်းခဲ့ပြီးအင်အားကုန်ပုံဩကနောက်ထွက်မဲ့ဂိမ်းတစ်ကြီးဖြစ်တဲ့ GTA 6ပေါ်ပဲအာရုံစိုက်လိုက်ကြရပါတယ်။2022ခုနှစ်မှာကုမ္ပဏီရဲ့ network ထိုးပေါက်ခံရပြီး GTA 6ရဲ့အစောပိုင်းဖန်တီးမှုဗီဒီယိုတွေ online ပေါ်ပေါက်ချသွားခဲ့တဲ့သမိုင်းဝင်ဟက်ခံရမှုကြီးကြုံခဲ့ရပါသေးတယ်။ဒါပေမဲ့ဒါတွေက Rockstar ရဲ့အချိန်ပေါ်ကိုတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။2023ခုနှစ်နောက်ပိုင်းမှာ GTA 6ရဲ့ပထမဆုံး official trailer ထွက်လာတဲ့အခါ internet ကြီးတစ်ခုလုံးက global viewership record တွေကိုချိုးဖျက်ပစ်လိုက်ပါတယ်။ခေတ်သစ် Vice City မြို့တော်ကြီးမှာ Jason နဲ့ Lucia ဆိုတဲ့ရာဇဝတ်ဇာတ်ကောင်စုံတွဲနဲ့အတူလူတွေရဲ့စိတ်လှုပ်ရှားမှုကတော့အထွတ်အထိပ်ရောက်သွားခဲ့ပါတယ်။ဒီ project ရဲ့ scale ကတော့အမိုင်းမှာလုံးဝမရှိဘူးသေးတဲ့ scale မျိုးပါစုစုပေါင်း budget ကဒေါ်လာ1.5ဘီလီယံကနေ3ဘီလီယံကြားရှိမယ်လို့ခန့်မှန်းထားကြပါတယ် GTA 6 ကလူသားတွေဖန်တီးဖို့သမျှသမိုင်းတစ်ချောင်းအကုန်ကြဆုံး entertainment project ကြီးဖြစ်လာခဲ့တယ်ဒီ game ကိုတော့ Rockstar ရဲ့ကိုယ်ပိုင် software ဖြစ်တဲ့ Rage Engine Rockstar Advanced Game Engine version 9နဲ့ဖန်တီးထားတာပါဒီ Rage 9 engine ကိုအကြီးအကျယ်အဆင့်မြင့်တင်ထားတာကြောင့် game လောကမှာတစ်ခါမှမမြင်ဘူးသေးတဲ့ NPC တွေအတွက်အလွန်မြင့်မားတဲ့ AI နည်းပညာတွေကိုပါထည့်သွင်းပေးထားတာပါ Rockstar ဟာဒီ game ကို2025ခုနှစ်ဆောင်းဦးရာသီမှာ launch လုပ်ဖို့အစကစီစဉ်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာကုမ္ပဏီတွင်သတ်မှတ်ချက်အရ2026ခုနှစ်မေလ26ရက်နေ့စီရွှေ့ဆိုင်းခဲ့ပြီးအဲ့ဒီနောက်မှာတော့ယခုလက်ရှိသတ်မှတ်ထားတဲ့2026ခုနှစ်နိုဝင်ဘာလ19ရက်နေ့စီနောက်ထပ်တစ်ချိန်ထပ်မံရွှေ့ဆိုင်းခဲ့တာပါ Take-Two Interactive ရဲ့ CEO Strauss Zelnick ကတော့ဒီလောက်ထိ scale ကြီးမားတဲ့ project တစ်ခုကိုအပြည့်သတ်ဖို့အတွက် Rockstar ရဲ့မူလသတ်မှတ်ထားတဲ့ကုမ္ပဏီတွင် roadmap ထက်18လဝန်းကျင်ပိုပြီးအချိန်ယူခဲ့ရတယ်လို့ပြောကြားခဲ့တယ်။ game ရဲ့ stable ဖြစ်မှုနဲ့ quality ဘိုင်းကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်နိုင်ဖို့အတွက်ကုမ္ပဏီဘက်က launch လုပ်မဲ့ရက်ကိုရည်ရွယ်ချက်ရှိရှိနောက်ဆုတ်ခဲ့တာပါ။
Take-Two ဘက်ကအတည်ပြုချက်အရ Rockstar ဟာဒီ game ကို develop လုပ်တဲ့နေရာမှာ generated AI 2တွေကိုလုံးဝအသုံးပြုထားပါဘူး။ဆိုလိုတာကတော့ code စာကြောင်းတိုင်းကဘာကြီးတဲ့ကအရာဝတ္ထုတိဆောက်ပုံတိုင်းနဲ့ NPC တွေရဲ့လှုပ်ရှားမှုလမ်းကြောင်းတိုင်းကိုလူသားတပတော်ပါတွေကပဲကိုယ်တိုင်ကိုယ်ကျအစအဆုံးတိဆောက်ပြီးအမှားရှာပြင်ဆင်ခဲ့ကြတာပါ။ဒါကြောင့်လည်းယာနဲ့ချီတဲ့ bug တွေကိုလိုက်လံရှင်းလင်းဖို့အတွက်မူလတဲ့အချိန်တိုမှုကြာမြင့်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဒီ open world game ကြီးဟာတကယ်အပြင်ကလူအဖွဲ့အစည်းတစ်ခုလိုမျိုးအသက်ဝင်ပြီးလှုပ်ရှားအသက်ရှင်နေတာဖြစ်ပါတယ်။အပေါ်စီးကနေငုံကြည့်ရတဲ့ pixel car game တည်တည်လေးကနေအခုတော့ billion နဲ့ချီတဲ့ gaming empire ကြီးဖြစ်လာနေတာပါ။တကယ်တော့ Rockstar Games ဆိုတာ game လောကတွေကိုဝင်ပြိုင်ခဲ့တာမဟုတ်ပါဘူး။သူတို့ကအဲ့ဒီ game လောကကြီးတစ်ခုလုံးကိုလုံးဝသိမ်းပိုက်လိုက်တာပါ။